အလုပ်ရဲ့သဘာဝဆိုတော့အမျိုးမျိုးရှိပါတယ်နော်အခုဒီကဒီကာကြီးတွေဆိုရင်တော့များသောအားဖြင့်စပွဲနဲ့ကလထိုင်နဲ့တယ်လီဖုန်းနဲ့အလုပ်လုပ်ကြတာများတာဘူးတယ်လီဖုန်းမီတာကိုကြားတဲ့ခါမှာတတိလေးတခြားထားလိုက်ပါတယ်လီဖုန်းမီလိုက်တာနဲ့စိတ်ထဲမှာဘာတွေးတယ်လဲပြဿနာတော့လာပြီလို့များသောအားဖြင့်တော့အဲ့ဒါပဲတွေးတယ်နော်တခါကြီးတယောက်ကတော့ပြောတယ်လို့ပဲတယ်လီဖုန်းမီတာနဲ့သူ့စိတ်ထဲမှာပြဿနာတစ်ခုခုတော့လာပြီစိတ်ကအလိုလိုတင်းသွားပြီနော်နည်းနည်းပူသွားပြီဘယ်သူစီကလည်းမသိဘူးအဲ့လိုအတွေးတွေနဲ့စိတ်ကနည်းနည်းပူနေပြီအထက်လူကြီးစီကလားမသိဘူးဘာတွေអော်မလဲငေါ့မလဲမသိဘူးငါဟိုကိစ္စလှုပ်ထားတာတွေပြောတော့မှထင်တယ်စိတ်ကကြိုတွေးပြီနော်ကြိုတွေးနေတဲ့ကမပင်ပန်းဘူးလားကိုကမလိုအပ်ပဲနဲ့ကြိုးပြီးတော့တွေးထားပြီးမှတယ်လီဖုန်းကောက်ကန်လိုက်တော့ကိုအိမ်ကသားကတယ်လီဖုန်းဆက်တာဖြစ်ချင်းဖြစ်နေမယ်နော်ခုနက9စက္ကန့်လောက်စိတ်ပူပြီးသွားပြီအဲ့ဒီ9စက္ကန့်လေးကိုပဲစိတ်အပူမခံပါနဲ့ဒီ9စက္ကန့်လောက်ကလေးပူတာကိုအရေးမကြီးဘူးလို့မထင်နဲ့နော်ဒီလို9စက္ကန့်တနေ့မှာအချိန်ပေါင်းဘယ်လောက်များသလဲအဲဒါကြောင့်တယ်လီဖုန်းတန်မီတာနဲ့တပြည့်နဲ့ချက်ချင်းသတိထားပါဒီတယ်လီဖုန်းတန်နဲ့ပတ်သက်ပြီးတော့ထဲပြောတာဟာပေါ့တနာအမှတ်တမဲ့ပြောတာမဟုတ်ဘူးနော်တယ်လီဖုန်းကြောင့်ယောဂအမျိုးမျိုးဖြစ်တယ်ဆိုတာကိုအမေရိကန်နိုင်ငံမှာသူတေသနလုပ်ထားတဲ့စာအုပ်တွေရှိပါတယ်အဲ့ဒီစာအုပ်တွေကိုဖတ်ခဲ့ရပါတယ်အထူးသဖြင့်နှလုံးယောဂတွေးယောဂဖြစ်တယ်ဒါကြောင့်သတိထားဖို့ရနော်တယ်လီဖုန်းမီတာနဲ့စိတ်ထဲမှာဒိန်းကနေဖြစ်သွားပြီနော်ခေါင်းထဲမှာတွေးတွေကထိုးပြီးတော့တက်သွားတာနော်ခေါင်းကြီးကပူးလာတယ်ဟာဘယ်သူစီကလည်းမသိဘူးအဲ့လိုတွေးလိုက်ရတာကအင်မတန်ပင်ပန်းပါတယ်တစ်စက္ကန့်လေးစိတ်ပင်ပန်းလိုက်တဲ့ဓာတ်ဟာဒီတစ်စက္ကန့်ပြီးတဲ့ချက်ချင်းပျောက်သွားသလားမပြတ်ဘူးနော်သူ့အချိန်ကနည်းနည်းလေးပါလာတယ်လီဖုန်းလဲပြောပြီးရောလူကနည်းနည်းပင်ပန်းသွားပြီတယ်လီဖုန်း stress ကအင်တန်ကြီးပါတယ်တယ်လီဖုန်းရဲ့ဒဏ်ချက်တွေကိုကုခေတ်လူတွေအထူးသဖြင့်အလုပ်ကြီးလုပ်ရတဲ့လူတွေဟာတော်တော်ကိုခံရပါတယ်ဒါကြောင့်တယ်လီဖုန်းမီတာနဲ့ချက်ချင်းသတိထားလိုက်ပါအသံကြားတယ်သိနေတယ်ပြီးတော့သတိလေးကပ်ပြီးတော့အသက်ကိုဝါဝါလေးရှူလိုက်ပါရှူပြီးရင်တယ်လီဖုန်းခေါ်တဲ့လူဟာဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီလူကိုစိတ်ထဲကမေတ္တာစိတ်ကလေးထားလိုက်ပါအေးဘယ်သူဆက်တာလဲမသိဘူးသူစိတ်ချမ်းသာသွားအောင်ငါအတန်လေးကိုငြိမ်းချမ်းတဲ့အတန်နဲ့ပြန်ပြောလိုက်မယ်အဲ့ဒါလို့တွေးပြီးမှတတိလေးနဲ့လက်ကိုလှမ်းလိုက်ပါလှမ်းလိုက်တာကိုသိနေတယ်တယ်လီဖုန်းကိုကောက်ကန်လိုက်ပါတိတ်အလင်းမလို့ပါနဲ့နောက်ထပ်တစ်စက္ကန့်နှစ်စက္ကန့်ကြာပါစေကောက်ကန်ပြီးမှစိတ်ကလေးအေးကလေးနဲ့အတန်အေးလေးနဲ့ပြောလိုက်ပါနော်ဘယ်သူလဲဘာကိစ္စလဲကို့အတန်ကထွက်တာအေးချမ်းနေလို့ရှိရင်ဟိုတစ်ဖက်ကကြားရတဲ့လူကအဲ့ဒီအေးချမ်းတဲ့အတန်ကိုကြားကြတဲ့ကငကိုယ်တော့ကသူ့တစ်ခုခုကိုမကျဉ်းတတ်မှုရှိနေရင်တောင်မှကိုယ့်ရဲ့အေးချမ်းတဲ့အတန်ကသူ့ကိုနည်းနည်းလေး relax ဖြစ်သွားစေတယ်နော်သူ့စိတ်ကိုနည်းနည်းလေးလျော့သွားစေတယ်အလုပ်ကိစ္စဖြစ်ခြင်းဖြစ်မယ်မိသားစုကိစ္စဖြစ်ခြင်းဖြစ်မယ်တတိလေးနဲ့အေးစေးစေးလေးပြောလိုက်ပါအရင်လို့ရှိရင်စကားတွေမှားသွားမယ်စကားမှားသွားလို့ဒီစကားကိုနှစ်ခါသုံးခါထပ်ပြောရရင်လည်းရှုပ်တယ်နော်ချိန်လဲပူကုန်အဲ့တော့အေးစေးစေးနဲ့လိုရင်းကိုတဲ့လေးပြောလိုက်ဖို့ပြောပြီးရင်ဖုန်းကိုအသာလေးချလိုက်တချို့ကအဲ့ဒီစကားပြောတော့မှအဆင်မပြေတာတစ်ခုခုပါလာတဲ့ခါမှာတယ်လီဖုန်းကိုပြန်ချတဲ့ခါမှာအားကြီးနဲ့တခါတည်းကိုစောင့်ချပလိုက်တာတချို့ဆိုရင်တယ်လီဖုန်းကိုပြန်ချပြီးတော့အနာရှိရတစ်ခုခုလက်သီးနဲ့ထိုးချောက်နဲ့ကန်အဲ့လောက်ထိအောင်ဖြစ်တယ်လို့ကိုယ်တိုင်လှုပ်တဲ့တခါကြီးကပြောပြတာအဲ့တော့အေးစေးတတိလေးနဲ့တယ်လီဖုန်းဆက်ပြီးတော့တယ်လီဖုန်းကိုအေးစေးလေးပဲပြန်ချလိုက်ပါပြီးရင်အသက်ကိုဝါအောင်တတိလေးကပ်ပြီးတော့ယူလိုက်ပါဒီချိန်လောက်တတိလေးကပ်ပြီးအသက်ကိုဝါအောင်ယူလိုက်တာနဲ့ပဲသူကနည်းနည်းလေးအမောပြေးပြီးတော့ stress ကရော့ပြီးကျလာတယ်နော်နည်းနည်းလေးနေတာသွားတယ်အဲ့တော့တယ်လီဖုန်းမိတိုင်းအဲ့ဒါဟာငါ့ကိုတရားအထုတ်ဖို့တတိပေးတာငါ9စက္ကန့်လောက်ဖြစ်ဖြစ်10စက္ကန့်လောက်ဖြစ်ဖြစ်တတိလေးနဲ့နေလိုက်မယ်ဆိုတာကိုလေ့ကျင့်လုပ်ပါအဲ့တော့သူ့ကိုလည်းပဲတရားထုတ်ဖို့တတိပေးတဲ့ကျေးဇူးရှင်လေးလို့သဘောထားလိုက်ပါရန်ကုန်ရောက်တဲ့ဆိုရင်အခုသတင်းသုံးတဲ့နေရာမှာတယ်လီဖုန်းနှလုံးရှိတယ်ခဏမိတာပဲတယ်လီဖုန်းမိတာကိုကြားနေရတယ်တယ်လီဖုန်းအတန်မိတာနဲ့ဒုံနဲ့ပြေးကြတာပဲမတော်တဆမြန်ချော်လဲလိုက်ရင်ဒုက္ခပဲဒါနဲ့ဒီဖုန်းကတွေးတယ်ဩတယ်လီဖုန်းကလူကိုလုံးဝနားချိန်ပေးပါလားတယ်လီဖုန်းမီတာနဲ့ချက်ချင်းလာပါလုံးဝမဆိုင်ပါနဲ့ဆိုတဲ့အမိန့်ကြီးပါတခါတည်းကိုပါလာပြီတယ်လီဖုန်းမီတာကြားရင်ဘယ်သူမှမနေနိုင်ဘူးအဲ့တော့သူ့ stress ကအင်တန်ကြီးတဲ့အတွက်ကြောင့်သူမီတိုင်းသတိထားပါအခုခေတ်မှာတယ်လီဖုန်းကမသုံးလို့လည်းမဖြစ်ဘူးသုံးရင်လည်းဒုက္ခအင်တန်ကြီးပါတယ်တခြားကောကို့အလုပ်ဌာနမှာဘာရှိတယ်လဲဘာပဲရှိပေါ့နော်အတန်တစ်ခုခုမြည်လိုက်တာနဲ့တပြင်းနဲ့ခဏလေးအဲ့ဒါကိုသိလိုက်ပါဘာဖြစ်လို့လဲဆိုတော့အတန်ဟာ irritation ကိုဖြစ်စေတယ်နော်အတန်ဟာစိတ်ကိုတိုးစေတယ်သတိထားမိမလားမသိဘူးဘုန်းကြီးကတော့အတန်တိတ်စိတ်တဲ့နေရာမှာနေတဲ့အကျင့်များလာလို့ဘာအတန်ကြာအဲ့ဒီအတန်ကိုမကြိုက်ဘူးတိတ်နေတာပဲကြိုက်တယ်နော်အတန်ဟာလူကိုတော်တော်မအီမသားဖြစ်အတန်ဆူညံတဲ့နေရာမှာနေရတဲ့သူဟာစိတ်ပိုတိုးတယ်အတန်ဆူညံတဲ့နေရာမှာနေတဲ့သူဟာတတိပိုမိတ်တတ်တယ်
အလုပ်တွေမှားတယ်တဲ့ဒါတော့သူတို့အမေရိကန်မှာ research တေချာလုပ်ထားတယ်နော်အဲကြောင့်အမေရိကန်မှာအတန်ဆူညံမှုထိန်းသိမ်းရေးဆိုတာကိုအခုတော်တော်ကိုပဲကြိုးစားနေတယ်သူတို့စီမှာအတန်ဆူညံမှုနဲ့ပတ်သက်ပြီးတော့ဥပဒေတွေဘာတွေတောင်တေချာလုပ်ထားတာရှိတယ်ဒီဖုံဖုံကလူတွေရဲ့ဘဝထဲမှာဘာတွေဖြစ်လဲဆိုတာကိုသိကျင်တယ်နော်ဘယ်လိုအခက်အခဲတွေရှိတယ်လဲအဲ့ဒီဘဝထဲမှာကြုံတွေ့နေရတဲ့အခက်အခဲအကျက်တဲတွေကိုဒီဘုရားဟောတဲ့သတိပဋ္ဌာန်နည်းနဲ့ဘယ်လိုများဖြေရှင်းလို့ရမလဲတက်တာရရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းကိုလည်းပြပေးခြင်းတယ်နော်ဒီဘုရားဟောတဲ့တရားကိုဘဝထဲကိုရောက်စေခြင်းဒါကြောင့်ပထမဏိဒန်းမှာပြောလိုက်ကြတဲ့ကဘဝထဲကိုသတိပဋ္ဌာန်တရားတကယ်ရောက်ဖို့ဆိုတာအမှတ်တမဲ့နန်းထောင်ရင်ဒီသတိပဋ္ဌာန်ဝိပဿနာတရားအကြောင်းဟောရင်ရုံးကတယ်လီဖုန်းမိတဲ့အခါဘာလို့ရမလဲပြောနေတာဘာဆိုင်လို့တော့တွေးချင်တွေးမယ်နော်အခုပြောနေတာဟာကိုယ့်ဘဝထဲမှာဖြစ်သမျှကိစ္စအားလုံးမှာသတိပါဘူးချွင်းချက်မရှိဘူးနော်ဘာတစ်ခုမှချွင်းချက်မရှိဘူးဖြစ်သမျှကိစ္စအားလုံးကိုသိနေဘူးနေ့စဉ်လူမှုဘဝထဲမှာတရားကိုရနိုင်တဲ့လောက်တွဲပြီးတော့လှုပ်သွားဘူးတီးခြားအချိန်ပေးနိုင်ရင်တော့ကောင်းပါတယ်ဒါပေမဲ့တီးတီးတန်းတန်းအချိန်ပေးနိုင်မှုဆိုတာအချိန်ကမရှိဘူးခုနစောစောတုန်းကတခါကြီးတယောက်ပြောသလိုပေါ့နော်မနေ့တနားကြီးထိုင်နိုင်တယ်ညနေတနားကြီးထိုင်နိုင်တယ်ဆိုတာတော်တော်ကိုအံ့ဩစရာကောင်းတယ်လို့ပြောရမှာအဲ့ဒီမနေ့ထိုင်ပြီးတဲ့နောက်တစ်နေ့တာလုံးလည်းပဲတတိကပြီးတော့နေသွားတတ်ဖို့လိုတယ်